အားလုံးမင်္ဂလာညချမ်းပါ IU the channel ရနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ AI ကြောင့်ပေါ့နော်တော်တော်များများအချက်လက်ရှာဖွေတဲ့ပုံစံပြောင်းလဲလာတဲ့ဟာပတ်သက်၍ဝေမျှချင်ပါတယ်အရင်တော့ကျွန်တော်တို့တွေ Google link လောက်ကြတယ်ပေါ့နော်ဘာပဲရှာချင်သိချင် Google လိုက်လေဆိုတာမျိုးမေးတယ်ပေါ့နော်ပြောတယ်ပေါ့နော်ဒီဘက်ခေတ်ကြိုက်တော့အဲ့လိုမဟုတ်တော့ဘူးပေါ့နော် AI ကိုမေးကြည့်လိုက်လေဆိုတာမျိုးပြောင်းလဲလာတယ်ပေါ့နော်ရည်ချက်နှစ်ခုလုံးကတော့အချက်လက်ရှာဖွေတာပါပဲဒါပေမဲ့ Google လိုက်လီဆိုတဲ့ရှာဖွေတဲ့ပုံစံကြိုက်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲ keyword ပေါ့နော်တူညီတဲ့စကားလုံးတွေကိုမှရှာပြီးတော့ link တွေထုတ်ပေးရပါတော့ AI မှာကြိုက်တော့အဲ့လိုမျိုးမဟုတ်တော့ကျွန်တော်တို့လူသားတယောက်လိုကျွန်တော်တို့အချက်လက်တွေကိုမြန်မြန်ဆန်ဆန်နဲ့ပေးလာနိုင်တယ်ပေါ့နော်အားကြောင့်ဒီဘက်ခေတ်မှာသတင်းချက်လက်ရှာတဲ့ဟာမှာပိုးမြန်ဆန်လာတယ်ပြီးတော့ကျွန်တော်နေ့စဉ်ဘဝမှာကြုံတွေ့နေရတယ်ဆိုရင် AI ကိုမြန်မာလိုမေးပြီးအချက်လက်တွေကိုရှာဖွေလို့ရရှိလာတယ်ပေါ့ကျွန်တော်တို့ရဲ့သတင်းချက်လက်ရရှိမှုတွေမြန်လာကြောင်းမို့အသိပညာတွေလည်းပိုတိုးလာတယ်ပေါ့နော်ဥပမာကျွန်တော်ကတစ်ပင်ချစ်မြတ်နိုးတဲ့သူပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တစ်ပင်မှာဥပမာမှုဆွဲတာမျိုးလေးပဲဆိုဓာတ်ပုံရိုက်ပြီးတော့ဘာကြောင့်မှုဆွဲတာလဲပေါ့နော်မေးရဆို AI ကကျွန်တော်တို့ဖြစ်နိုင်တဲ့အချက်လက်တွေထုတ်ပေးရပေါ့နော်ကျွန်တော်တို့ထားပါတောင်ဒီဦးကြီးတယောက်အနေနဲ့ပေါ့နော်ဒီကျွန်တော်တို့သီးနှံအနေနဲ့ပတ်သက်တဲ့အခြေအနေကိုလည်းဒါဓာတ်ပုံရိုက်ပြီးတော့လည်းမေးမြန်းလို့ရတယ်ပေါ့နော်ရာသီဥတုအခြေအနေတွေကြိုပြီးတော့လည်းမေးလို့ရတယ်အဲ့တော့ကျွန်တော်တို့စီမှာရှိနေတဲ့တချို့ကျွန်တော်နေ့စဉ်ဘဝဖြတ်သန်းနေတဲ့ခက်ခဲတဲ့ပုံစံတွေပေါ့နော်ဒီအတွေးခေါ်user နဲ့ပတ်သက်ပြီး AI ဟိုမှာမေးလို့ရတယ်ပေါ့ဒါကအရန်ကိုကောင်းမွန်လာတဲ့အပြောင်းလဲတစ်ခုပေါ့နော်ခေတ်အပြောင်းလဲတစ်ခုပါအဲ့တော့ကျွန်တော်အနေနဲ့ဒါကိုအသုံးချဖို့အတွက်တိုက်တွန်းချက်မျိုးဝေမျှတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ AI ပြောတိုင်းယုံရမလားပေါ့နော်အဲ့ရဲ့ချက်ကတော့ကျွန်တော်တို့ရဲ့ဒီလူသားရဲ့ရှင်းစဲ common sense ပေါ့နော်ကျွန်တော်တို့အဲ့ဒီဟာနဲ့ဘယ်လိုပြောမလဲချင့်ချိန်ရရှိရင်တော့ချင့်ချိန်ရမှာပေါ့နော်အဲ့သဘောမျိုးပါပဲအဲ့တော့ဘာပဲပြောဒါဒီဘက်ခေတ် AI အပေါ်မှာလူတိုင်းမှာဖုန်းနေကိုင်းနေကြတယ်အဲ့တော့ဒီသတင်းချက်လက်တွေကိုလင်းမြန်နဲ့ AI ကိုသုံးချပြီးရှာဖွေလို့ရလာတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ဝေမျှချင်တာပါ Okay IU this channel ကိုကျွန်တော် like and subscribe လေးလုပ်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်